အားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ဒီနေ့ပေါ့နော်ကျွန်တော်ကန်လေးနော် PE ကန်လေးပေါ့နော်အနေထားနော်ပြကြည့်မယ်ပေါ့နော်ငွေကြီးတွေနော်တော်တော်များများနေကြတယ်နော်ဘယ်လိုမျိုးနော်ရီလဲပေးရလဲနော်ပြီးတော့ဘယ်လိုမျိုးနော်ဥစားရီထွက်ပေါက်နော်ဘယ်လိုမျိုးဖောက်ရမလဲဆိုတာပေါ့နော်ဟုတ်ကဲ့ဒီနေ့ကျွန်တော်နီးလန်းအနေနဲ့နော်ကျွန်တော်တင်ပြပေးနေမှာဖြစ်ပါတယ်နော်ဟုတ်ကဲ့နော်ကရိယာလေးတွေနော်လိုနေတာကြတော့အခုကျွန်တော်ပြတဲ့အတိုင်းပေါ့နော်ဘာနော်တဆုံနော်ရှိရမယ်နော်ဘာကြတော့သူကအဖွင့်ပိတ်ဘာပေါ့နော်ဒါက PVC ဘာလို့ခေါ်တယ်နော်ဒါကြတော့သူရဲ့အရစ်နော်ရှိတယ်နော်အရစ်အပြင်ရယ်နော်အရစ်အတွင်းရယ်ပေါ့နော်ဒီလိုမျိုးနှစ်ခုနော်အသုံးပြုပေးရမှာနော်နောက်ပြီးတော့ပိုက်အကြောင်းနော်တိုးလေးရတယ်ရှိလေးရတယ်နော်ကိုစိတ်ကြိုက်နော်လူသလောက်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်ပြကြည့်မယ်နော်ဘယ်လိုမျိုးနော်ရေထွက်ပေါက်နော်လောက်ရမလဲဆိုတာပေါ့နော်ဟုတ်ကဲ့ကြည့်လာခဲ့မှာလာခဲ့နော်ကိုဒီကန်ပေါ့နော်အခုကျွန်တော်ထောင်ထားတဲ့ကန်ကြတော့ပြီးသွားပြီနော်ရေရှိတယ်နော်အထဲမှာကြတော့ပေါ့နော်ရေရှိတယ်ကိုဘယ်နေရာမဆိုနော်ဖောက်ပေးနိုင်တယ်နော်ရေထွက်ပေါက်ကြတော့ကျွန်တော်နော်ဖောက်ပြမယ်နော်သူမဖောက်ခင်မှာပေါ့နော်ဒီနေရာလေးမှာကျွန်တော်ဖောက်ပြမယ်နော်ဒီနေရာလေးမှာနော်လက်လေးပေါ့နော်အဲ့မျိုးနော်ဒါတခုနော်ဒါကြတော့ဥစားအကြီးကြတော့အပြင်မှာပေါ့နော်နောက်ပြီးတော့မှတ်ပေးလိုက်ပေါ့နော်အဲ့မျိုးနော်ဘောပင်ပြီးဖြစ်နော်ဘာပြီးဖြစ်ပေါ့နော်ထင်းနော်မြင်နေရအောင်နော်အဲ့မျိုးဒီအကြီးအဝိုင်းနော်ဒါပေမဲ့ကိုကဥစားအပေါက်ဖောက်တဲ့ခါကြားလို့ရှိရင်ပေါ့နော်သူကဒီအဝိုင်းထက်နော်ပြီးစီရမယ်နော်အဲ့မျိုးနော်ဒါရေနော်ရေအထဲမှာရှိပြီဆိုတော့ပေါ့နော်အောက်ခံစရာမလိုဘူးနော်ကျွန်တော်ဒီ radar ပေါ့နော် radar ကိုကျွန်တော်ပုတ်ပြလိုက်မယ်ဖြည်းဖြည်းလေးလုပ်ပြရမှာနော်အဲ့မျိုးဝိုင်းပြလိုက်နော်ကိုဝိုင်းထားတဲ့နော်ဂျီမင်းကနော်အတင်းနော်မထွက်သွားအောင်ပေါ့နော်အဲ့မျိုးဝိုင်းပြလိုက်အောက်ခံစီပို့ကောင်းမယ်နော်ဒါဘာဖြစ်ဖြည်းဖြည်းလေးဝိုင်းပြလိုက်နော်ရေထွက်လာပြီအဲ့မျိုးရပြီလားရသေးဘူးနော်ရေစူကောင်းမယ်နော်ဟုတ်ပြီပြရည်တပါဟုတ်ပြီနောက်ပြီးတော့ဒါလေးလို့နော်ဒါကြတော့ကာဘီကျုနော်ကျွန်တော်ဒီလမ်းဘေးနာနော်သွားယူလာတယ်နော်ကျွန်တော်ဘီကျုကိုကျွန်တော်ဝါစာပြားလိုမျိုးနော်ဖြည့်သွားအောင်မတော့ကျွန်တော်ညှပ်ပေးလိုက်မယ်နော်မချတော့ညှပ်ပေးလိုက်ရမယ်အဲ့မျိုးချပ်ပြလိုက်နော်လာခဲ့ဒီဘက်လာခဲ့ရင်ထားတာနောက်ပြီးတော့ဒါလေးနော်အဲ့မျိုးပြလိုက်ရပြီနောက်ပြီးတော့ကတ်ကြီးနဲ့ညှလိုက်အပပြီးလိုက်အောင်နော်ဥမထားတဲ့နော်အဝိုင်းပြီးကြောနဲ့နော်ရှုထဲလို့ရပြီလားဆိုတာကကြည့်လိုက်ပါနော်မရသေးလို့ရှိရင်ပေါ့နော်ကကြက်နေရနော်မရသေးလို့ရှိရင်ထပ်ပြီးနော်ညှပ်ပေးလိုက်ထိုင်လိုက်မယ်မနီးလေးလာရိုက်မတွေ့မှဆိုလို့ဟုတ်ပြီအမနော်ချောင်းသွားပြီနော်အချက်နော်
လောက်ပေးရမှာနော်အပင်အထွက်မဟုတ်အပင်ထွက်မဟုတ်အပင်အတွင်းနော်နှစ်ခုနော်လောက်ပေးရမှာဟိုပါကြဟာကြီးထွက်တာအများကြီးပဲမှာရပြီဟုတ်ပြီအဲ့မျိုးနဲ့ချက်လေးချက်လေးဟုတ်ပြီနော်ဒါပြီးပါပြီဒါပေမဲ့ကြည့်လို့မကောင်းဘူးနော်ကြည့်လို့ကောင်းလားဟောဒီမှာဒီပေါ့ကြည့်လို့ကောင်းလားဟောညပြလိုက်ဝိုင်းဝိုင်းလေးဟောနော်ဟုတ်ပြီဟောဒါပြီးပါပြီတခုအဲ့မျိုးဟုတ်ပြီနော်အစင်းတဲ့ခါကြလို့ရှိရင်နော်ဒါကဒီခါနော်အိုးမူဆူနေနော်ဒီမှာဒီဟာကအနော်အပြင်မှာရှိရမှာနော်အကြည့်အပြင်ကြတော့ဒီအပြင်ဘက်ကိုရှိရမှာနော်အဲ့မှာထိုးတယ်လားဒီဆူမယ်နော်ဒီဟုတ်ပြီတော့ကြံတဲ့နော်တစ်ခုကြတော့တွင်းနေမှာနော်မှာမတွေ့ရဘူးမအန်တီဟုတ်ပြီလိုက်ဟုတ်ပြီတော့ဒီဟာကိုဝိုင်းပေးလိုက်ကြက်ပါပြီလေဟုတ်ပြီပြီးပါပြီတစ်ဆင့်နောက်ပြီးတော့ပိုက်တကြောင်းလေးရှည်ရှည်လေးတူမဟုတ်တူလေးလေးရတယ်နော်ရတာပြီလိုက်အဲ့မှာနောက်ပြီးတော့ဘာကြတော့ရေပိတ်ပါရေပင့်ပါပေါ့နော်အဲ့မှာပြီးပါပြီနော်လွယ်လေးနော်ဒါဥစားရေထွက်ပေါက်ဘောနော်ဖောက်နီးဘောနော်ဒီ plastic နော်ဟိုကရေထွက်ပေါက်နော်လှုပ်ချင်တယ်နော်ပိတ်ချင်တယ်ဖွင့်ချင်တယ်ဆိုတော့ဒီမျိုးနီးလန်းလေးနဲ့နော်လှုပ်ပြီးလို့နိုင်တယ်နော်ဒါကျွန်တော်လှုပ်ထားတဲ့ဟိုစားရေထွက်ပေါက်ကြတော့သူကတလဲမှဘာလေးပေါ့နော်နှစ်လဲမှဖြစ်သုံးလဲမှဖြစ်ဒီမျိုးပုံစံပဲလှုပ်ပေးရမှာနော်ဟုတ်ကဲ့ဒါကြတော့ရေထွက်ပေါက်ဖောက်နီးလေးဖြစ်ပါတယ်ဟိုတကယ်လို့တငင်ချင်းတွေပေါ့နော်ဒီပီးကန်မှာယူတဲ့ခါကြောက်ရှင်ပေါ့နော်မတော်တဆနော်အပေါက်တွေဖြစ်ပေါ်လာတယ်ဆိုလို့ရှိရင်တော့စိတ်ပူစရာမလိုเนาะကျွန်တော်ဒီဟိုစားကျွန်တော်ပြဒီဟာကြတော့เนาะတိတ်ဖာမယ်ပေါ့เนาะတိတ်ဖာမယ်ကြတော့သူကဒီဟိုကန်เนาะအပေါက်တွေเนาะရှိရနီမတော်တဆအပေါက်တွေဖြစ်နေတယ်ဆိုလို့ရှိရင်ပေါ့เนาะကျွန်တော်အပေါက်ပြီးတော့ကျွန်တော်လုပ်ပေးလိုက်မယ်เนาะအဲ့လိုဟုတ်ပြီเนาะဒါမတော်တဆเนาะအပေါက်တွေဖြစ်နေဆိုရင်ဆိုးရစရာမလိုဘူးเนาะသူကဒီတိုက်နဲ့တိုက်ဖာမင်းနဲ့ဖာနေနော်ဒါပေမဲ့ဒီဟိုဒီညာလေးမှာနော်ဒီအနီးနားမှာနော်အပေါက်ပြီးတဲ့နီးနားမှာကွာတန့်ရှင်းပေးရမှာပေါ့နော်သူကအညစ်အကြေးတွေနော်တစ်ချက်လောက်ပေါ့နော်တန့်ရှင်းပေးလိုက်ပေါ့နော်ဒီညိတို့နောက်ပြီးတော့ဒီဥစားတွေပေါ့နော်ဖုံတွေပါတွေပေါ့နော်အဲ့မျိုးပြလိုက်ဟုတ်ပြီဒါကတိုက်ဖာမယ်ကျွန်တော်ညပ်ပေးလိုက်မယ်နော်သူအပေါက်ထဲကြီးအောင်ပေါ့နော်သူကညပ်ပေးရမှာပေါ့နော်အဲ့မျိုးကတဲ့အချိန်မှာနော်ဒီရှေ့ကနော်ပလတ်စတစ်နော်တစ်ထပ်ရှေ့နော်အဲ့ဒါကိုခွာပေးရမှာနော်ဟုတ်ပြီကပ်ပေးလိုက်မယ်ဒီလိုပြီးပါပြီနော်အဲ့မျိုးလက်နဲ့နော်ပုတ်ပေးလိုက်ဟုတ်ပြီနော်တေးချသွားအောင်ပေါ့နော်သူကအပင်ရဲ့အတွင်းရဲ့ပေါ့နော်သူကနှစ်ထပ်ပေါ့နော်ကပ်ပေးလိုက်အဲ့ဒါတေးချသွားပြီနော်ရေတွေနော်ထွက်နိုင်ဖို့နော်မရှိတော့ဘူးနော်ဟုတ်ပြီနော်အထဲမှာနော်တန်စီလေးလုပ်ပြလိုက်တွေ့ရလားသူဒီတိတ်ကြတော့သူကဒီရေထဲမှာနော်ကတ်နိုင်တယ်နော်ဒီမှာပေါ့ဟောဒီမှာဟုတ်ပြီ
ဟုတ်ပြီဟုတ်ပြီကိုကကတ်တဲ့ခါကြလို့ရှိရင်ပေါ့အတွင်းမှာကတ်တဲ့ခါချလို့ရှိရင်ပေါ့နော် तू ကမနေဘူးဆိုလို့ရှိရင်เนาะ तू ကကိုကထပ်ပြီးเนาะအစ်စ်เนาะပြန်ညပြလိုက်เนาะပြန်ကတ်ပြလိုက်ပေါ့နော်ဘာဖြစ်လဲဆိုတော့ तू ကအထက်မှာကျတော့ရင်းညှိတွေပါနေเนาะရှိတယ်အဲ့ဒါကြောင့်မို့ तू ကအဲ့ဒီရင်းညှိတွေเนาะရှိလို့ရှိရင် तू ကဟိုကမကတ်နိုင်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့เนาะအတွင်းရောအပြင်ရောလုတ်ပေးရမှာပေါ့နော်ဟုတ်ကဲ့ဒါကြတော့ရေထွက်ပေါက်ဖောက်နေဖြစ်ပါတယ်เนาะဟုတ်ကဲ့ပါမင်္ဂလာပါဗျ